လုံးပဲမင်္ဂလာပါမိသူခိုင်ပါဒီနေ့ကတော့သူတစာအုပ်တွေဖတ်ခြင်းကလူတစ်ယောက်ကိုဘယ်လောက်ထိအကျိုးကျေးဇူးတွေဖြစ်လဲဆိုတဲ့ဟာကိုယ့်ရဲ့အခုဖြစ်နေတဲ့လက်ရှိအခြေအနေလေးနဲ့တွေ့ပြီးတော့လာပြောပြတာပါအဲ့လိုပြောလို့ပေါ့နော်ကိုစာရန်ဖတ်တဲ့သူလို့တော့မထင်နဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကိုကငယ်ငယ်တည်းကမိဘတွေကဒီစာဖတ်တဲ့အလေးချင်းရကောင်းတဲ့အတွက်ကြောင့်မလို့ကိုဘယ်လောက်ထိမွေးမြူပေးပြီးပေါ့နော်တခါမှတည်ချာမဖတ်ဖြစ်ခဲ့ဘူးပြီးသွားလို့ရှိရင်စာအုပ်တစ်အုပ်ကိုဖတ်ရင်လည်းအချိန်ဆွဲပြီးဖတ်နေတာနဲ့ပေါ့နော်ဒီစာအုပ်ရဲ့အဓိကဆိုလိုရင်းတွေကိုတေးချာသိနိုင်ဖို့တစ်နှစ်လောက်ထိအချိန်ယူရတဲ့သူစားမျိုးဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီရဲ့အကျိုးဆက်ကဘယ်လိုဖြစ်လဲဆိုရင်ကိုက general knowledge အားနည်းတယ်ပြီးသွားလို့ရှိရင် communication လည်းအားနည်းခဲ့တယ်ပေါ့နော်ဒါပေမဲ့လို့ဒီ2016တဲကိုရောက်လာတဲ့အခါမှာကိုယ့်ရဲ့ communication အားနည်းတာတွေကမကောင်းတာတွေအများကြီးဖြစ်တယ်ဆိုတဲ့ဟာကိုသိလာပြီးတော့ပေါ့နော် communication ကိုအားကောင်းခြင်းနဲ့စိတ်တွေဖြစ်လာပြီးတော့ဒီ general knowledge နဲ့ပတ်သက်တဲ့ဟာတွေကိုcommunication နဲ့ပတ်သက်တဲ့အနေနဲ့ပတ်သက်ပြီးတော့ပေါ့နော် social media နေပြီးတော့ဆောင်းပါးလေးတွေကိုစပြီးတော့ဖတ်ဖြစ်လာရကနေပြီးတော့အရင်ကဆိုလို့ရှိရင်အင်္ဂလိပ်တောင်မပြောနဲ့ပေါ့နော်မြန်မာစာအုပ်တောင်မှတစ်နှစ်လောက်အချိန်ယူပြီးဖတ်ခဲ့တဲ့ကိုကပြီးခဲ့တဲ့ဇူလိုင်လမှာပေါ့နော်အင်္ဂလိပ်စာအုပ် communication နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာအုပ်3အုပ်ကို Noble LM ရဲ့အကူအညီနဲ့ဒီစာရေးသူတွေရဲ့အဓိကပြောချင်တဲ့ main message တွေနဲ့ဒီစာအုပ်ထဲမှာပါတဲ့အဒီဥပမာတွေနဲ့တွဲပြီးတော့ပေါ့နော်တတိချာလေးနားလည်အောင်ဖတ်ခဲ့နိုင်ခဲ့တယ်အဲ့လိုဖတ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းပေါ့နော်ကိုလက်တွေ့ဘဝမှာကိုသိချင်နေတဲ့အကြောင်းအရာတွေကိုစာဖတ်ရင်လည်းတခါတည်းသိခွင့်ရခဲ့ပြီးတော့ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်လည်းပေါ့နော် PT ဖြစ်ရတဲ့အပြင်တစ်ချိန်တည်းမှာဆိုလို့ရှိရင်လည်းအရင်ကစာဘာလို့မဖြစ်ခဲ့ရလဲဆိုပြီးတော့နောက်ရတဲ့စိတ်လေးလည်းနည်းနည်းဝင်ခဲ့ရပေါ့နော်ဒါပေမဲ့လို့အခုကနေစပြီးတော့စာဖတ်တဲ့အခြေအနေကိုပေါ့နော်ကောင်းတဲ့ habit လေးတစ်ခုအနေနဲ့စပြီးတော့ကျင့်သုံးသွားမယ်လို့ဆုံးဖြတ်ချက်ချထားပါတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကိုက communication နဲ့ပတ်သက်တဲ့စာအုပ်ကိုဖတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့လူတစ်ယောက်နဲ့တစ်ယောက်ပေါ့နော် communicate ကောင်းကောင်းလုပ်နိုင်မှုအတွက်ပေါ့နော်ကိုယ့်ရဲ့ personality တိုက်နဲ့တခြားသူရဲ့ personality တိုက်မတူတဲ့အခါမျိုးတွေမှာဘယ်လိုမျိုးဆက်ဆံရဘယ်လိုမျိုးပြောဆိုဆက်ဆံရမလဲဆိုတဲ့ဟာတွေကိုလည်းစာအုပ်ထဲမှာဖတ်ခွင့်ရခဲ့ပြီးတော့တခြားသူတွေရဲ့ personality တိုက်တွေကိုဘယ်လိုမျိုးအကြမ်းပြေးသိနိုင်မလဲဆိုတဲ့ဟာတွေကိုလည်းဖတ်ခွင့်ရခဲ့တာကြောင့်မလို့ကိုယ့်ရဲ့ personality တိုက်ကိုလည်းပို့ပြီးတော့သိလာခဲ့ရတယ်ပြီးသွားလို့ရှိရင်တခြားသူကိုယ်နဲ့ personality တိုက်မတူတဲ့သူမျိုးတွေကိုတွေ့ရတဲ့အခါမျိုးမှာလည်းဘယ်လိုမျိုးထိထိရောက်ရောက်နဲ့ communicate လုပ်နိုင်မလဲဆိုတဲ့ဟာတွေကိုလည်းအများကြီးစာအုပ်ဖတ်ရင်လည်းသင်ယူခဲ့ရတယ်ပေါ့နော်အဲအားကြောင့်မလို့အခုကြည့်နေတဲ့သူတွေထဲမှာစာဖတ်အားကောင်းတဲ့သူတွေကိုလည်းကိုကအများကြီးလေးစားတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ခုလိုမျိုးအခုမှစာဖတ်မဲ့သူတွေဆိုလို့ရှိရင်လည်းပေါ့နော်ကိုတို့အတူတူစာဖတ်တဲ့အလေးချိန်လေးကိုကောင်းတဲ့ habit လေးတစ်ခုအနေနဲ့အချိန်ကြာမွေးမြူသွားကြမယ်လို့ပြောချင်တယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒါတော့ပါပဲအားလုံးပဲတာယာကျော်ရှင်တဲ့ညလေးဖြစ်ပါစေတတာ